မဟာမြိုင်လမ်းမကြီးနဲ့လည်းနီးမယ်ပြီးတော့ရွှေချောင်းလမ်းမကြောကတ်မှာလည်းတည်ရှိပြီးတော့မျက်နှာဝ40နောက်ကို60ရှိမယ်အုတ်တိုင်းပတ်လည်းခတ်ထားတယ်ကျွန်တော်တို့စီးတန်မန်းနေလည်းတန်မန်းတကားတွေလည်းခတ်ပြီးသားပြီးတော့စီးတန်မန်းနေလည်းအကုန်လုံးခတ်ပြီးသားပြီးတော့မီတာလည်းပါမယ်ဒီ channel လေးရဆိုရင်ကျွန်တော်ပြောမယ်ဆိုရင်အိမ်မဲဆောက်ကိုတော်မဲလှုပ်နေမဲ့မိတ်ဆွေများအတွက်လည်းအရန်ကိုမှပတ်ဝန်းကျင်နဲ့လည်းရှိပြီးတော့ပတ်ဝန်းကျင်လည်း agent တွေအတွက်မိတ်ဆွေတို့အတွက်တကယ်ကိုတင့်တော်မဲ့ channel လေးတစ် channel ဖြစ်တယ်နော်ဒါကတော့ကျွန်တော်တို့တွေဒါ40 60ကိုအုတ်တိုင်းခတ်ပြီးသား channel အလှဖြစ်တဲ့ channel လေးတစ် channel ဖြစ်တယ်โอเคဒါဆိုရင်ဒီ channel လေးရဆိုလဲကျွန်တော်တို့ပြောမယ်ဆိုရင်ဒါအယောင်းတင်ထားတဲ့ channel လေးဖြစ်တယ်နော်အတွင်းပိုင်းလေးတစ်ချက်လောက်ပြပေးကြည့်ပါဦးဒါကျွန်တော်တို့ channel မှာလည်းအထဲထဲမှာလည်းအပင်ကြီးတွေလည်းရှိတယ်ရှင်းလင်းပြီးသားနော်အိမ်ဆောင်မဲ့မိတ်ဆွေတွေတက်လည်းအဆင်ပြေတယ်မဟာမြိုင်ဆိုတော့လည်းတကယ်စီကားပြီးသားနေရာဖြစ်တဲ့အတွက်မဟာမြိုင်ကြောကတ်မှာလည်းတရှိတဲ့ channel လေးဖြစ်တယ်နော်ဒါကတော့ကျွန်တော်တို့ပထမကျွန်တော်တို့အယောင်းတင်ထားတဲ့ channel โอเคဒါဆိုရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ဒုတိယ channel ကိုကျွန်တော်ပြပေးမယ်နော်ဒီနှစ်ဖက်လုံးကကျွန်တော်တို့ဂရန်နေနဲ့ပဲเนาะနှစ်ခုလုံးကဂရန်နေနဲ့ဒီဘက်တော့ဂရန်လျှောက်ထားစေဟိုဘက်တော့ဂရန်နဲ့ပဲနှစ်ခုလုံးကเนาะဆိုတော့ဒီဘက်က40 60ဒါနောက်တစ်ခွက်ပေါ့เนาะနောက်တစ်ခွက်ဒါလည်းကျွန်တော်တို့ရွှေချောင်းနဲ့ကြောက်ကနဲ့အတူတူပဲရှိပြီးသားမျက်နှာဝါဆိုလဲ40 60ကိုအုတ်တိုင်းခတ်ပြီးသားเนาะဒီဘက်မှာတော့ကျွန်တော်တို့တစ်ဖက်လေးကြံတာပေါ့เนาะတန်တီးကျိုးခတ်ထားပြီးသားအဲ့တော့ဟိုဘက်ခြံဆိုလဲကျွန်တော်တို့ဈေးနဲ့အဖြစ်ဆိုအချံအလှကြိုက်တယ်ဆိုရင်ဟိုဘက်ကခြံယူတကယ်လို့မှဟိုဈေးလေးသိမ့်မယ်ဆိုရင်ဒီဘက်ကခြံယူဈေးနှုန်းတစ်ခုနဲ့တစ်ခုကတော့ကျွန်တော်ခြားတယ်ရေးပေးတာမှဖြစ်တယ်ဟုတ်ကဲ့မိတ်ဆွေတို့စနေတက်တယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဒီ channel ကစနေတက်တာမှရှိရင်ကျွန်တော်တို့ Rhyme အချက်မြေကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဒါ channel ရဲ့ရှေ့ရလမ်းပေါ့နော်ဒီ channel လေးကိုလာမယ်ဆိုရင်မာမြိုင်လမ်းမကြီးကနေဝင်လာမယ်ဆိုရင်ရွှေချောင်းဆိုတာရှိတယ်အဲ့ဒီရွှေချောင်းနဲ့ကျွန်တော်တို့အနီးဆုံးမှာရှိတယ်အဲ့မှာဟိုတယ်လည်းရှိတယ်ကိုပိုင်ကျောင်းလည်းရှိတယ်ပြီးတော့လက်ဖေးဆိုင်တွေလည်းရှိတယ်အဲ့ဒီမျိုးမဟာမြိုင်လမ်းမကြီးနဲ့အနီးဆုံးမှာတည်ရှိတဲ့ channel လေးတွေဖြစ်ပါတယ်ဒီ channel လေးကိုစိတ်ဝင်စားလို့ဝယ်ယူနေဆိုရင် Rhyme အချက်မြေကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်